လွှမ်းပိုင်တဲ့နန်းစုလိုရဲ့ပကံမှာလူမသိသူမသိဖြစ်ခဲ့တာတွေဖော်ထုတ်ပြီးအကြီးကျယ်ပွဲဖြစ်နေတဲ့ပြည်ဟိန်းတီဟာပကံပြားတွေကိုမှအာမနာဖြစ်ချင်တိုင်းဖြစ်ခဲ့ကြတဲ့လွှမ်းပိုင်တဲ့နန်းစုရည်ဆိုလိုကြောင့်တနိုင်ငံလုံးသိအောင်ဖွင့်ချလာခဲ့တာကဒိုင်တာပြည်ဟိန်းတီဟာဖြစ်ပါတယ်။ဒိုင်တာပြည်ဟိန်းတီဟာအနေနဲ့အမှုပညာလောကရဲ့စုံနောက်ကြီးဥဆန်ရှာလို့တော့ပြောလို့ရပြီးမသိတဲ့အကြောင်းအရာဆိုတာဘာမှမရှိပါဘူး။အမှုပညာလောကသားတွေရဲ့မျက်နှာထောက်ထားနေလို့သာဖွင့်မပြောတာဖြစ်ပေမယ့်အခုတော့လွှမ်းပိုင်ရဲ့လုံရက်တွေကအချိုးမပြေတာကြောင့်အားလုံးကိုဖွင့်ဟပြောပြလာခဲ့တာလို့ဆိုပါတယ်။အဓိကဖော်ထုတ်ခဲ့တာကကန်ဆက်နေပါတယ်ဆိုပြီးပူးကတ်နေကြတဲ့လွှမ်းပိုင်တဲ့နတ်ဆုရလီဆိုရဲ့ပကံမာတိတ်တိတ်ကလေးပြုတ်လုခဲ့ကြတဲ့အကြောင်းအရာတွေကိုပါသူဒီလိုပြောခဲ့တာကြောင့်လွှမ်းပိုင်ဘက်ကနေလေတပံပြန်လေတုံ့ပြန်ရင်းနဲ့ဆိုရှယ်မီဒီယာမှာပွဲတွေကြီးကျယ်ကိုဖြစ်နေခဲ့ပါတယ်။ဘသူကစလိုက်တယ်လဲမသိတဲ့ဒီပြဿနာမှာလွှမ်းပိုင်ကလည်းသူ့ကိုမဟုတ်မမှန်လာပြောတဲ့ပုံလုံးဝငြင်းခံမနေခဲ့ပါဘူး။တစ်ဖက်ကဒါရိုက်တာပြည်ရင်တီယာကလည်းတနိုင်ငံလုံးကနုပညာရှင်တွေနဲ့ပွဲဖြစ်နေကြမလို့လွှမ်းပိုင်ကိုလည်းအတိတ်ကအကြောင်းတွေကိုဖော်ထုတ်ပြီးပြောဆိုနေကြတာပါ။ဒါရိုက်တာပြည်ရင်တီယာကပြောခဲ့တာကတော့လွှမ်းပိုင်ကသူနဲ့အတူရုပ်ရှင်တွေ့ရိုက်ခြင်းတဲ့အတွက်တောင်းပန်ခဲ့တာဖြစ်ပြီးအခုကြတော့မှကျေးဇူးကမ်းနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လွှမ်းပိုင်ဘက်ကတော့အကုန်ညင်းထားပြီးဒါရိုက်တာပြည်ရင်တီယာကသာသူ့ရဲ့အောင်မြင်မှုကိုအမိကိုပြုခဲ့တာဖြစ်ကြောင်းပြန်လည်ပြောပြလာခဲ့ပါတယ်။သူ့ရဲ့ဘိုးကေတချင်းအရန်ပေါက်နေတဲ့ချိန်မှာဒါရိုက်တာပြည်ရင်တီယာကလွှမ်းပိုင်ကိုလာတောင်းပန်ခဲ့ပြီးမင်းလဲဘိုကေငါလဲဘိုကေဆိုတဲ့တချင်းနာမည်ကိုရုပ်ရှင်ကားဖြင့်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ဒီလိုမျိုးသူရဲ့အောင်မြင်နေတဲ့အချိန်ကပ်ဖားနေခဲ့တဲ့ဒါရိုက်တာပြည်ရင်တီယာကအခုချိန်မှာသူနဲ့နန်းစုကြောင့်ဖော်ကောင်လုပ်လာခဲ့တဲ့ပေါ့လွှမ်းပိုင်ကတော်တော်လေးဒေါသထွက်နေတာပါ။ဒါရိုက်တာပြည်ရင်တီယာကတော့မြန်မာနိုင်ငံမှာမဟုတ်တာကြောင့်ဘသူ့ကိုမှဂိမ်းဆိုင်မနေပဲနန်းစုနဲ့ကိစ္စတော့မကနော်ဖောနဲ့ကိစ္စကိုပါထပ်ပြီးဖော်ထုတ်လာခဲ့ပါသေးတယ်။အချင်းကနော်ဖောနဲ့လွန်ပိုင်တို့ကားပေါ်ကအားပွားပေးနေကြတဲ့ဗီဒီယိုဖိုင်ကိုလည်းသူ့ဘက်ကစပြီးတော့ဖြန့်လိုက်ပုံပေါ်ပါတယ်။အခုတခါမှလည်းပကံဖျားတွေကိုမှအာမနာနန်းစုနဲ့လူမသိသူမသိဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့အကြောင်းတနိုင်ငံလုံးသိအောင်ဖွင့်ရပြောပြပြီးဖော်ကောင်လုပ်လာခဲ့ပြန်ပါတယ်။ဒီကိစ္စမှာဘသူ့ဘက်ကမှားတယ်လဲဆိုတာမသိပေမဲ့အဓိကအနေနဲ့ကတော့နာမည်ထုတ်ပေါ်ပြောပြခြင်းခံနေရတဲ့မင်းသမီးတွေကတနာစရာကောင်းနေပါတယ်။ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်းသူတို့ရဲ့နာမည်တွေပြောခံနေရပြီးတနိုင်ငံလုံးရဲ့မြစ်တာပို့တာခြင်းကိုအမြဲလိုခံနေရတာဖြစ်ပါတယ်။အခုလေလွှမ်းပိုင်တဲ့ဒါရိုက်တာပြည်ဟင်းတီယာတို့ရဲ့အတိတ်ကမကျေနပ်ချက်တွေဖော်ထုတ်တဲ့ပွဲမှာနန်းစုနဲ့နော်ဖောတို့ကပါဝင်လာပြီးလူပြောများနေပြန်ပါတယ်။ပရိသတ်တွေကတော့လွှမ်းပိုင်တဲ့ပြည်ဟင်းတီယာတို့ဘာကြောင့်ပွဲဖြစ်နေကြလဲဆိုတာစိတ်ဝင်စားပဲပကံဖျားတွေမှာနန်းစုနဲ့ဘာတွေဖြစ်ခဲ့တယ်လဲဆိုရဲပေါ့အရန်သိကျင်နေကြတာပါ။ဒါရိုက်တာပြည်ရင်တီယာအနေနဲ့အပြောနဲ့သာဖော်ကောင်လုပ်မနေပဲတေချာဖော်ထုတ်ပေးဖို့အတွက်လည်းစောင့်မျှော်နေကြတာပါဒီကြားထဲမှာနန်းစုနဲ့အတူပကံဖျားတွေစီရှောက်လေခဲ့တဲ့တစ်ချိန်ကရှိစားဟောင်းကြီးဖက်လေတဖန်ပြန်လဲပြီးပကံဖျားတွေကိုအာနာနေရပြန်ပါပြီပကံမှာရှောက်လေရင်လူမသိသူမသိဖြစ်ချင်တိုင်းဖြစ်ခဲ့ကြတယ်ဆိုရင်လွှမ်းပိုင်တဲ့နန်းစုရဲ့ကိစ္စပေါ့ပြည်သက်ကြီးတို့ရောဘလို့ထင်ကြပါသလဲရှင်